ပြင်ဦးလွင်အောက်ချံဖြစ်ပါတယ်ပေါက်သီးပေါ့ပေါက်ပင်နေဆိုင်တာတိတ်မကြသေးပြောတယ်စားကြတယ်ကျွန်တော်ကုန်ကျန်းသုံးတာလားလို့ပေါ့အဲဒီမှာရန်ကုန်ပို့တယ်လို့ပြောတယ်အဓိကရန်ကုန်မှာမတွေ့သေးပါဘူးလို့ရန်ကုန်ကလာတာပဲဒီပေါက်သီးတွေကိုစားတဲ့အရာတစ်ခုဖြစ်စားနေကြတာလေစူပါမားကတ်တွေမှာလည်းမတွေ့သေးကျွန်တော်စားပြမယ်နော်ကြွချိုလေးပြချိုချင်းလေးဒီမဲ့လေးသူ့အသီးတွေကမျိုးမျိုးရှိတယ်ကြိုက်ရတိုက်တာတစ်လုံးခူးလိုက်ဒီလိုအိမ်လေးနဲ့ပဲဆိုတော့ဟိုမဖြစ်တော့ဘာလဲရေးသေးစရာမလိုခွာလိုက်တော့ဒီလိုလေးဖြစ်သွားတယ်ချွတ်ချင်းလေးထိုးရရတော့ချင်းနဲ့ရတာတော့ရတယ်ဒီအထဲထဲမှာလေအစီလေးတွေရှိတယ်ခရမ်းကျင်သေးစီလို့အောင်ပါတယ်လို့မနေ့အစောကြီးစားတော့သွားကျင်းတာပေါ့